ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ခုကကြတော့ဗာလေးချုပ်ပြမလဲဆိုတော့ခလေးပစိုးပေါ့နော်ခလေးပစိုးချုပ်ပြမယ်ခလေးတည်ကျူးပစိုးပေါ့နော်အဲ့ဒါလေးချုပ်ပြပါမယ်အဲ့ဒါလေးကကြတော့ပထမဦးဆုံးလိုအပ်တာကဗာလဲဆိုတော့ခါပေါ့နော်ခါပတ်လေလိုမယ်ခါပတ်လေလိုမယ်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့အရှည်ပေါ့နော်နှစ်ခုလိုပါမယ်ရှင်ပထမဦးဆုံးခလေးရဲ့ခါကဘယ်လောက်ရှိလဲဆိုတော့20နဲ့23လက်မခွဲเนาะ23နှစ်ပိုင်းတစ်ပိုင်းပြီးလို့ရှိရင်အရှည်ကကြတော့33အဲ့ဒါကိုညီမတို့ကဗာနဲ့တွက်မလဲဆိုတော့ဒီရဲ့ခါကိုခါ23ကို23ခွဲကို3နဲ့မြောက်ပါမယ်23နဲ့မြောက်တော့80ခွဲရပါတယ်သူရဲ့ပုံနေနီးပေါ့နော်ဒါကပုံနေနီး23ခွဲ3နဲ့မြောက်ခါကို3နဲ့မြောက်မယ်အရှည်ကိုကြတော့4ပေါင်းမယ်ပေါ့နော်မှာအရှိကြတော့4ပေါင်းမှဖြစ်တဲ့အတွက်ဒါကကြတော့30နဲ့9ပေါ့နော်ဒါကကြတော့သူရဲ့အရှိဒါကကြတော့ခါပတ်လေပေါ့နော်ဒီနှစ်ခုပဲလိုပါမယ်ပြီးလို့ရှိရင်ညီမတို့လုံကြီးမှာစဆွဲမယ်ပေါ့နော်ဒီမှာဒါကတော့ညီမချုပ်မဲ့လုံကြီးပေါ့နော်ချုပ်မဲ့ကလေးရဲ့လုံကြီးပါအဲ့ဒါကိုပထမဦးဆုံးညီမတို့ကဘာလုပ်ထုတ်ရမလဲဆိုတော့အရှိပေါ့နော်ဒီမှာဒါကညီမတို့ကအောက်ပိုင်းအဲ့ဒါကိုညီမတို့ကအရှိဖြတ်ထုတ်ရမယ်ပေါ့နော်ဒါကိုညီမတို့သူ့ရဲ့အရှိဘယ်လောက်ရလဲဆိုတော့38လက်မရတာဖြစ်တဲ့အတွက်ကြောင့်မို့ညီမတို့ကအရှိ38လက်မဖြတ်ထုတ်မှာဖြစ်ပါတယ်ဒီမှာညီမအရှိမှတ်ထားတယ်မှတ်ထားတဲ့အတိုင်းညီမကဒါကိုဖြတ်ထုတ်လိုက်မယ်နော်ဖြတ်ထုတ်လိုက်မယ်ပြီးလို့ရှိရင်နောက်တော့ပါယူမယ်ဆိုတော့ဒီမှာဒီပစိုးကချုပ်တာပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ညီမတို့ကဒီနေရာကနေဒီလိုမျိုးကင်လိုက်မယ်ဒီဘက်ချမ်းလေးလိုမျိုးကင်လိုက်မယ်ကင်ပြီးလို့ရှိရင်ညီမကဘာလုပ်ရမလဲဆိုတော့ခုနကတိုင်းလာတဲ့ခါပတ်လေကိုတင်ရမယ်ပေါ့နော်ခါပတ်လေက80ရှိတယ်ဒီခွင်းက80ပြည့်လာပေါ့နော်ညီမတို့ကဒါကိုမှန်မယ်ပေါ့နော်80ပြည့်လာရင်မှန်ရမယ်အဲ့ဒါဆိုလို့ရှိရင်ဒီမှာညီမကနှစ်ခေါက်ခောက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့80ကို2နဲ့စားပြီးတော့ဒါရတဲ့အဖြစ်ယူရမှာပေါ့နော်802နဲ့စားမယ်ဆိုလို့ရှိရင်ညီမတို့80 2နဲ့စားမယ်ဆိုရင်35နဲ့20ရမယ်ပေါ့နော်35နဲ့20ဒီမှာဒါကို35 20ရပြင်မှာရှိတယ်ပေါ့နော်ဒါမျိုးဆိုင်မယ်20နဲ့4ဆိုဒီမှာ17ထပ်လို့ဒီမှာ35နဲ့20ဆိုတော့ဒီမှာပါ35နဲ့စိတ်ဆိုဒီပူရဲ့ဟာကိုညီမတို့ကဖြတ်ထုတ်ရွာပူရဟာလေးနော်ဒီပူရဟာလေးကိုဒါဖြတ်ထုတ်မယ်ပေါ့နော်ဒါတက်လေးဆွဲပြီးတော့ဒါလေးဖြတ်ထုတ်မယ်ဒါဆိုလို့ရှိရင်ဖြတ်ထုတ်ပြီးပြီပေါ့နော်ဖြတ်ထုတ်ပြီးပြီဆိုလို့ရှိရင်ညီမတို့ကဘာလုပ်ရမလဲဆိုတော့လုံကြီးချုပ်တလူမျိုးပဲပေါ့နော်လုံကြီးချုပ်တလူမျိုးပဲဒီမှာအဲ့ဒါကိုညီမတို့ကဒီလိုမျိုးဒီမှာ1စီရင်သူမဟုတ်2စိတ်ပေါ့နော်2စိတ်ချန်မယ်ပြီးလို့ရှိရင်ဒီလိုမျိုးတစ်ခေါက်ချုပ်လိုက်ပဲပေါ့နော်အဲ့လိုမျိုးလေးခေါက်ချုပ်လိုက်မယ်အဲ့ဒါဆိုရင်ဒီမှာဒီဘက်ချင်မှာလည်းဒီလိုမျိုးလေးပေါ့နော်အဲ့ဒါကိုညီမတို့ခေါက်ချုပ်မယ်ဒါကိုခေါက်ချုပ်ပြမယ်နော်ဒီမှာပေါ့နော်ညီမတို့ပစိုးပဲချက်ချုပ်ထမိန်ပဲချက်ချုပ်ညီမတို့ကဒီအောက်ဘက်ကနေရင်စားချုပ်မယ်ပေါ့နော်ဒါလေးကိုညီမကဘေးနားကို2စိတ်ဖယ်ထားမယ်ပြီးလို့ရှိရင်ဒါလေးကိုဒီလိုလေးတစ်ခေါက်ခေါက်ချမယ်ပြီးလို့ရှိရင်
ဒီမှာဒီလိုလေးတစ်ခေါက်ခေါက်ချမယ်နှစ်ခေါက်ပေါ့နော်နှစ်ခေါက်တစ်ခေါက်မယ်ပြီးလို့ရှိရင်ချုပ်မဲ့ပုံကနှစ်ခေါက်ခေါက်ကိုချုပ်မဲ့ပုံကဘယ်လိုလဲဆိုတော့ဒီလိုလေးဖြာပြီးတော့ပေါ့နော်လုံးကြီးဖြာပြီးချုပ်အဲ့ဒါကိုလက်မငိမ့်တဲ့လူတွေကြတော့မီးဘူးနဲ့တေချာလေးတိုက်ပြီးတော့မှခောက်ပေါ့နော်အဲ့ဒါမှပဲလက်ငိမ့်တာပေါ့နော်ဒီမှာတော့ကြတော့လမ်းလေးမှာချုပ်ချတယ်မှာပါရှင်ကိုကကြတော့မတော့ဒါလေးကိုချုပ်ပြီးပြီပေါ့နော်ဒါလေးကိုဂွင်းကိုဆက်လိုက်ပြီးပြီပေါ့နော်ဆက်လိုက်ပြီးတော့ဒါတကွင်းလုံးဖြစ်သွားပြီဖြစ်ပြီးဆိုလို့ရှိရင်မတော်ကဘယ်လိုလုပ်မလဲဆိုတော့ဒီမှာဒါဒီနေရာလေးချုပ်တဲ့နေရာလေးကိုမတော်ကင်မယ်ကင်ပြီးလို့ရှိရင်ဒီဘက်ခြမ်းပေါ့နော်ဒီဘက်ခြမ်းရဲ့အလေတည့်တည့်ကိုရှူမယ်ပေါ့နော်ဒါကကြတော့မဆက်လိုက်ပြီပေါ့နော်ဂွင်းကိုဆက်ပြီးတော့ချုပ်လိုက်ပြီချုပ်လို့ရှိရင်မဒီနေရာလေးကင်မယ်ကင်ပြီးလို့ရှိရင်ဒီမှာဒီလိုမျိုးနေရာကိုညီမတို့ကဒီလိုကကြီးနဲ့တောက်မယ်ဆိုလဲရတယ်မတောက်ဘူးဆိုလဲဒီလိုခဲလေးနဲ့ပေါ့နော်ဒီအလေနေရာလေးညီမတို့ကဒီလိုလေးမှတ်ချလိုက်မယ်နော်မှတ်ပြီးလို့ရှိရင်ဒါကအလေဖြစ်သွားပြီပေါ့နော်ဒါကနောက်ကျော်ရဲ့အလေဖြစ်သွားပြီအဲ့ဒါကိုညီမတို့ကဒီမှာဒီဟာနဲ့ခုနကမှတ်တာလေဒီအလယ်နဲ့ကိုဒီလိုလေးဆက်ချလိုက်မယ်ဟုတ်နော်မာဒီလိုလေးဆက်ချလိုက်မယ်ဆက်ချပြီးတော့သူကလည်းထမိန်လိုပဲเนาะသူကလည်းထမိန်မျိုးပဲအောက်မှာရှာထွက်မှာဆိုလို့ညီမတို့ကဒီရဲ့အပေါ်ကိုနှစ်လက်မတက်မယ်နော်နှစ်လက်မလားနလမတက်မယ်အဲ့ဒါဆိုရင်ဒီမှာဒါနဲ့ပေါ့နော်အဲ့ဆိုရင်မတော်ကမတားလေးကိုပင်အက်လေးနဲ့နေရာလေးကိုပင်အက်လေးနဲ့ခဏလေးဒီမှာချက်ထိန်နိုင်မယ်ပေါ့နော်ဒီရှင်မစစ်ပြဖြတ်ပြီးဖြစ်နေအောင်လုပ်မယ်ပြီးလို့ရှိရင်နောက်တစ်ခုကညီမတို့ကဘာလုပ်ရမလဲဆိုတော့ဒီချာလေးလုပ်နော်ပြီးလို့ရှိရင်ဒီမှာဒီဘက်ကလာတဲ့ဟာကိုဒီမှာလက်ခောက်အောင်ဒီလိုလေးပေါ့နော်ဒီလိုလေးနော်အဲ့ဒါကိုညီမတို့ကဒီရဲ့အောက်မှာတမခောက်အောင်နော်ဒီရဲ့အပေါ်မှာဒီမျိုးလေးနော်ဒါမဲ့ဒီမှာဒီအလဲရဲ့ကွက်တီကိုမခောက်ဘူးဒီဘက်ကိုဒီအလဲရဲ့ဒီဘက်ကိုနှစ်လမ်းမကြော်မယ်ဒီမှာနှစ်လမ်းမလားဒီမှာဆိုတော့ဒီရဲ့ခောက်တာကဒီဘက်ချမ်းကိုကြော်ရမယ်နှစ်လမ်းမโอเคအဲဆိုလို့ရှိရင်ငါတို့ကဒီနေရာမှာတမန်လာမယ်ပြီးလို့ရှိရင်ဒီဘက်ချမ်းကိုလည်းအဲ့လိုပဲဒီဘက်ကိုလက်ခောက်မယ်အဲ့လိုပဲဒီအောက်ရဲ့အလဲရဲ့ဒီဘက်ချမ်းကိုနှစ်လမ်းမှာကြော်ပြီးတော့လာမယ်နှစ်လမ်းမှာကဒီမှာရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့ကဒီဘက်ချမ်းကိုကြော်ပြီးတော့လက်ချအဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီမှာโอเค sorry ဒီမှာလောက်ပါလားအဲ့ဒါဆိုလို့ရှိရင်ဒီမှာညီမတို့စားရတဲ့ဘက်ပေါ့နော်ဒီမှာအောက်မှာတေချာလေးကိုမညှက်ခင်အောက်မှာတေချာလေးကြည့်မယ်ပေါ့နော်ဒီလားလာပြီနော်လာပြီကိုလိုချင်တဲ့အနေထားကိုရောက်ပြီဆိုလို့ရှိရင်ညီမတို့ကအပေါ်ကပို့ပြီးတော့ထွက်လာတာလေးကိုညီမတို့စားထုတ်မယ်ပေါ့နော်မှာပို့ထွက်လာတာလေးကိုညီမစားထုတ်မှာမလုံးနေတာဖြစ်တဲ့အတွက်ကြောင့်ညီမတေချာလေးဖြာလိုက်မယ်နော်နည်းနည်းလေးလုံးနေပြန်တက်မယ်နော်
အဲ့ဒါပြီးရင်မတို့ကဘယ်နေရာကိုချုပ်ရမလဲဆိုတော့ဒီရဲ့အရှိ3ခုကိုမတို့ကချုပ်ရမယ်ဘာမချုပ်ချင်ဘူးဆိုလို့ရှိရင်လည်းတခါလဲဓာတ်ဆက်တွဲလာပြီးတော့တီရိုးတက်ရုံမယ်နော်ဒီမှာပတ်လေးကိုဓာတ်ဆက်လိုက်မယ်ပတ်လေးကိုဓာတ်ဆက်လိုက်မယ်ဓာတ်ဆက်လိုက်တော့တီကျိုးတက်ရုံပဲပေါ့နော်ဒါညီမတိုင်ချင်ဘယ်လောက်ရှိလဲဆိုတော့16မဒါလေးကိုဓာတ်ဆက်ရင်တလားလိုက်မယ်နော်ပြီးလို့ရှိရင်တီကျိုးတက်တာလေးပြပေးမယ်မှာပေါ့နော်ဒါလေးကကြတော့ညီမတီကျိုးဖြတ်မယ်သူရဲ့ခါကခုနကခါတိုင်းတဲ့မူရင်းခါက23ခွဲဖြစ်တာရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမနှစ်လျှော့လိုက်မယ်နော်23ခွဲကိုနှစ်လျှော့လိုက်မယ်အဲ့ဒါဆို21ခွဲကျန်မယ်ပေါ့နော်အဲ့ဒါဆိုညီမကဒီတရေကျိုးပြားကို21ခွဲဖြတ်မယ်ဒါကကြတော့ညီမတလက်မပြည့်ဘူးနော်ဒီတရေကျိုးရဲ့ကွာဝေးရတယ်နော်တလက်မပြားလဲရတယ်ဒါကကြတော့ညီမတလက်မ21လက်မခွဲ21လက်မခွဲညီမဖြတ်မယ်21လက်မခွဲ21လက်မခွဲဖြတ်ထုတ်မယ်ပြီးလို့ရှိရင်ဒါလေးကိုညီမတို့က2စိတ်စာလောက်ပေါ့နော်ဒီမှာ2စိတ်စာလောက်ညီမတို့ကတုပ်အမှန်တော့ဒီတီကျိုးပြားက3လက်မရှော့ဖြတ်လဲရတယ်နော်3လက်မရှော့ဖြတ်လဲရတယ်ဒါကတော့ခုသဘောပေါ့နော်ညီမကကြောင်း2လက်မပဲရှော့ဖြတ်တယ်ဆိုတော့ဒီမှာတုံးမဲနေရမှာလေဒီတော့2စိတ်တာပြီးတော့ဖြစ်တယ်ဆိုတော့23လောက်တော့ပြီးလို့ရှိရင်ဒီဆောင်လာ23လောက်တော့ခလိုက်တဲ့သဘောမျိုးတော့23လောက်တော့ရှင်ဒီမှာတုပ်ပြီးပြီပေါ့နော်ဒီမျိုးဖြစ်ပြီးဆိုလို့ရှိရင်ကျွန်တော်ကတေချိုးစတက်မယ်နော်ခုနကဒါဆက်လိုက်တာလည်းအနေချအတာကိုရိုးရိုးလေးပဲညီမတို့ဒီလိုလေးပဲဒီလိုလေးပဲတင်ပြီးတော့ဒီလိုလေးငုံချလိုက်ရုံပဲနော်ဒီငုံပြီးတော့ညီမတို့ကချုပ်ချလိုက်ရုံပဲဘာမှမခက်ခဲဘူးမဲဟောစာတခုကတော့နော်တီကျိုးတော့တမန်ဖိနေလိုက်နေတယ်ပေါ့နော်ခေါင်းပြီးချုပ်တယ်လို့ပဲပေါ့နော်တီကျိုးတော့နေဒါဆိုလို့ရှိရင်မတီရိုးတက်ပြီပေါ့နော်မဒါလေးကအရှိပချံဒါလေးကနောက်ပချံဒါကိုညီမတို့ကဘောင်းပြီးချုပ်တူလိုမျိုးပဲပေါ့နော်ဒီအလယ်မှာညီမတို့တကြောင်လေးထက်နေတယ်